ပြန်လည်ကြိုဆိုလိုက်ပါတယ်။ Pastor Gray ရေးသားထားတဲ့ခေါင်းစဉ်ကတော့ယုံကြည်ခြင်းအားဖြင့်အသက်ရှင်ခြင်း။ဒီထက်ထားတဲ့ကျမ်းပိုက်ကတော့ကောရိန္သုဩဝါဒစာဒုတိယစာအခန်းကြီး9အပိုင်းငယ်9မျက်မှောက်မမြင်ပဲယုံကြည်မျှော်လင့်ခြင်းရှိသည့်အတိုင်းကောရိန္သုခရစ်ယာန်များထံသို့တမန်တော်ကြီးရှင်ဘောလူအားဖြင့်ရေးသားခြင်းရှိထားသည့်ဝိညာဉ်တော်၏ဤထင်ရှားတော်ကြားလာသည့်စကားတော်များကခရစ်ယာန်အသက်တာ၏တိကျသောအနှစ်ချုပ်ဖော်ပြချက်တစ်ခုဖြစ်ပါသည်ကျွန်ုပ်တို့သည်ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လှုပ်ရှားခြင်းသာဖြစ်ပြီးအာယုခံစားမှုများအားဖြင့်ကျင့်တတ်ထားသည့်အရာများဖြင့်အသက်ရှင်လှုပ်ရှားမှုကြခြင်းမဟုတ်ပေတူညီသောတမန်တရားအကြောင်းကိုရောမဩဝါဒစာအခန်းကြီး1အပိုက်19တွင်ဖော်ပြထားပါသည်။ရှောင်းမတော်သူသည်ယုံကြည်ခြင်းအားဖြင့်အသက်ရှင်ခရစ်ယာန်ဖြစ်ခြင်းသည်ယုံကြည်ခြင်းအသက်တာတစ်ခုဖြစ်ကြောင်းနားလည်သိခြင်းရှိနေမှာအလုံးကြီးအရေးကြီးလာသည်။ထိုအသက်တာသည်သင်၏အာယုခံစားမှုများနှင့်ညီသောပတ်သက်ဆက်ဆံခြင်းမရှိပေ။သင်သည်ယုံကြည်ခြင်းအားဖြင့်ဒုတိယမိဘခြင်းကိုခံစားရရှိထားပြီးဖြစ်ပြီးယုံကြည်ခြင်းအားဖြင့်သာလျှင်ခရစ်ယာန်အသက်တာကိုအောင်မြင်ခြင်းပြေဝစွာဖြင့်သင်အသက်ရှင်မှုပြုနိုင်ပါသည်။အခြားမည်သို့သောလမ်းကြောင်းပုံစံဖြင့်သင်အောင်မြင်စွာအသက်ရှင်မှုဟုတ်ပေ။ယုံကြည်ခြင်းသည်အသက်ရှင်မှုပုံစံတစ်ခုဖြစ်ပါသည်။သခင်ဘုရားအထံတော်မှာအစုံတစ်ခုသောအရာကိုသင်အလိုရှိသည့်အခါတွေမှသာသင်ဆွဲကိုင်အသုံးပြုရမည်အရာများမဟုတ်ပေ။သင်ယုံကြည်ခြင်းကိုသင်ခိုင်ခန့်မြဲမြံလာစေရန်ကိုယုံကြည်ခြင်းကိုလှုပ်ဆောင်နိုင်လို့ရဲ့ကြီးပွားတိုးပွားစေဖြစ်ပါသည်။ယုံကြည်ခြင်းအပြင်အသက်ရှင်လှုပ်ရှားခြင်းသည်ဘုရားသခင်နှုတ်ကပတ်တော်အတိုင်းသင်စိတ်ဝိညာဉ်ချမ်းမှာအသက်ရှင်လှုပ်ရှားခြင်းဖြစ်ပါသည်။သင်သည်ဘုရားသခင်၏ကျေးမုံ၏အကျိုးကိုကြည့်ရှုပြီးသင်မြင်တွေ့ရသည်ဘုရားသခင်ဘုန်းအသေးတော်သည်တူညီသောတန်တော်အထဲကိုသင်ပုံသွင်းပြောင်းလဲခြင်းဖြစ်သည်ဘုန်းအသေးတော်တစ်ခုမှတစ်ခုကိုတိုးတက်ရောက်ရှိဖြစ်တည်လာခြင်းဖြစ်သည်ကောရိန္သုဩဝါဒစာဒုတိယစာအခန်းကြီး3အပိုင်း18ထို့သောသင်ပြုသည့်အခါနိုင်ငံတော်ရှိအသက်တာ၏စွမ်းအားများတို့သည်သင်ထံသို့ထင်ရှားဖော်ပြခြင်းရှိလာပြီးသင်လောကကြီးအထဲသို့ထုတ်လွှတ်ခြင်းရှိလာပါတော့သည်သူတို့သည်သင်အတွင်းပိုင်းမှနေ၍အလုံးလုံးခြင်းရှိပြီးခရစ်တော်ယေရှု၌သာသင်၏အသစ်သောသဘောတဘာဝနှင့်လာရောညီထွေရှိသည့်အခြားသူများအရင်းအမြစ်များအခြေအနေများနှင့်အရာဝတ္ထုများကိုသင်ထံသို့ဆွဲယူလာပေးပါသည်စာရမဏေလောကကြီးနှင့်လောကအခြေအနေများအပေါ်ပိုင်ကအုပ်စိုးခြင်းကိုသင်ခံစားရရှိထားကြသင်ဝတ်ဆိုကြွေးကြော်သည့်အခါထိုအစစ်အမှန်တရားသည်သင်ဝတ်ဆိုပြုသည့်အတိုင်းဖြစ်တည်ခြင်းရှိလာပါတော့သည်ဟာလေလုယာဖေပြဲဩဝါဒစာခန်းကြီး7အပိုက်ငယ်6ကယုံကြည်ခြင်းမရှိလေဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်ဘူးမိတ်ဆွေထားပါသည်ဆိုလိုသည်မှာကိုယ်တော်အတွက်သင်ရှင်သန်ပြုနိုင်ခြင်းရှိ၍ဖြစ်ပါသည်ကိုယ်တော်အားစိတ်ကြည်နဲ့နှစ်သက်စေရန်မှာနေ့ရက်စဉ်တိုင်းကိုယုံကြည်ခြင်းအပြင်အသက်ရှင်လှုပ်ရှားခြင်းဖြစ်ပါသည်သင်၏စိတ်ချယုံကြည်ခြင်းသည်နိုင်ငံတော်၏ထာဝရအစစ်နဲ့တရားများအပေါ်တွင်ဖြစ်ပါသည်အသက်တာ၏မတည်မြဲသောခဏတာဖြစ်သောလောကအရာများအပေါ်တွင်မူတည်ခြင်းမရှိပေကောရိန္သုဩဝါဒစာဒုတိယစာအခန်းကြီး4အပိုင်း19ဘုရားခင်ဘုန်းကြီးတော်ဆိုသည်အာမင်အခုဆက်လက်ပြီးတော့ထပ်ရွေးလေ့လာတဲ့ကျမ်းပိုင်းများကိုဖော်ပြပေးမှာဖြစ်ပါတယ်ကောရိန္သုဩဝါဒစာဒုတိယစာအခန်းကြီး4အပိုင်း18ကောရိန္သုဩဝါဒစာဒုတိယစာအခန်းကြီး4အပိုင်း18ဟေဗြဲဩဝါဒစာအခန်းကြီး7အပိုင်း1မှ73ဟေဗြဲဩဝါဒစာအခန်းကြီး7အပိုင်း1မှ73လို့ပဲဖြစ်ပါတယ်ခုဆက်လက်ပြီးတော့ဝေခံခြင်းကိုကျမတို့ကနေစိတ်နှလုံးမကျွမ်းမဲ့လိုက်ဆိုပေးဖို့ရန်အားလုံးကိုဖိတ်ခေါ်အပ်ပါတယ်အခြေအနေများနှင့်အမှုအရာများထံသို့
လှုပ်ရှားဆောင်ရွက်မှုများတုံ့ပြန်မှုများအတွေးအမြင်များစကားလုံးများနှင့်တုံ့ပြန်ပြုမှုပုံများသည်အာယုခံစားသိမြင်မှုများအတိုင်းမဟုတ်ပဲနှုတ်ကပတ်တော်အားဖြင့်ခရစ်တော်၏ထင်ရှားခေါ်ပြမှုများထံသို့သာလာရောညီတွေဖြစ်တည်ခြင်းရှိပါ၏အကျွန်ုပ်၏အသက်တာသည်နိုင်ငံတော်၏သာရတည်သောအစစ်အမှန်တရားများအားဖြင့်စီးမြင့်ချခြင်းဖန်ထားရ၏ထိုနိုင်ငံတော်ရှိကောင်းကြီးမင်္ဂလာများတို့သည်အကျွန်ုပ်၏လောကကြီးအထဲသို့သွတ်သွေးနေရာချလာခြင်းရှိလာပါ၏နေရစဉ်တိုင်းကိုအောင်မြင်ခြင်းပြေဝစွာဖြင့်အကျွန်ုပ်အသက်ရှင်လှုပ်ရှားမှုပြုပါ၏သခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်ရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ